ကလေးတို့အားလုံးမင်္ဂလာပါတီရှင်နဲ့အတူတူထဆင်တို့ဘီရက်ခရာလေးအကြောင်းသင်ကြားကြမယ်နော်အခုတွေ့နေရတဲ့ဘီရက်ခရာလေးကတော့ထဆင်ထူဘီရက်ခရာလေးပဲဖြစ်ပါတယ်အဲ့တော့တီရှင်ကထဆင်ထူဘီရက်ခရာလေးရဲ့ကြပြလေးကိုတားတို့သမီးတို့ဆိုပြမယ်ကလေးတို့ကတခြားလိုက်ပြီးတော့နားထောင်တာနော်ထဆင်ထူထဆင်ထူထဆင်ထူဒိုးရီထမင်းခုထူးထူးခြားခြားပြင်ဆင်ခွဲဒိုးရီဝိုင်းစားမယ်ကဲနောက်တစ်ခေါက်ဒီရှယ်ဆိုပြမယ်ကလေးတို့ဒီချက်ထပ်ပြီးတော့နားထောင်ပေးထားပါထဆင်ထူထဆင်ထူထဆင်ထူဒိုးရီထမင်းခုထူးထူးခြားခြားပြင်ဆင်ခွဲဒိုးရီဝိုင်းစားမယ်ကဲအဲ့ဒီရှယ်ကဒီဘီအခရာလေးရဲ့နာမည်ကထဆင်ထူသူ့ရဲ့အတန်ကတော့ထလို့ထွက်တယ်နော်အဲ့တော့ဒီရှယ်ကထနဲ့စလုံးပေါင်းနဲ့စကားလုံးလေးတွေကိုဒီရှယ်ကတားတို့သမီးတို့ပုံလေးတွေကိုပြမယ်နော်အဲ့တော့တားတို့သမီးတို့ဒီချက်လိုက်ကြည့်တာထတန်ပါတဲ့စကားလုံးလေးပေါ့ကွယ်ပထမဆုံးတစ်ခုကတော့ထမင်းဆိုတာကဒီရှယ်တို့ထမင်းကဒီရှယ်တို့မြန်မာလူမျိုးတွေကထမင်းကိုအခြေခံအားဖြင့်စားကြတယ်ထမင်းဆိုတာကအင်အားရှိတဲ့အစားအစာအုပ်စုတွေမှာပါတယ်အဲကြောင့်ထမင်းများများစားမှအားရှိမယ်ပေါ့နော်နောက်တစ်ခုကတော့ထမင်းကြတော့ကျမတို့မြန်မာလူမျိုးတွေဝတ်တယ်ပေါ့မြန်မာလူမျိုးအမျိုးသမီးတွေဝတ်တာပေါ့အဲ့ဒါတို့ကျတော့ထမင်းပေါ့ထမင်းနောက်တစ်ခုကထမနဲ့တောက်တမီတို့ထမနဲ့ရောစားဝကြလားထမနဲ့ကကောက်ညင်းနဲ့လောက်တာထမနဲ့ကအရင်စားလို့ကောင်းတယ်မြန်မာလူမျိုးတွေရဲ့အစားအစာတစ်ခုပဲပေါ့ကွယ်နောက်တစ်ခုကထနဲ့ပြောတာဗာလဲသိလားထရန်ကဲနောက်တစ်ခုကတော့ထီနွေမိုးစားသုံးခုလုံးဒီချေတို့စောင်းလို့ရပါတယ်နောက်တစ်ခုကတော့တားတို့သမီးတို့မြင်ဘူးလားတော့မသိဘူးပေါ့နော်ဒါကထန်တီကိုခေါ်ရနော်ထန်တီနောက်တစ်ခုကအဲ့ဒါထင်းဒီချေတို့မိမွှေးတဲ့နေရာမှာတုံးတယ်နော်နောက်တစ်ခုကဘာလဲဆိုရင်တော့အဲ့ဒါကထောပတ်တီဟုတ်ပြီနော်ပြီးတော့ရနော်ဒီရှယ်ကထဆင်သူဆွဲနည်းလေးကိုကြောက်တဲ့ပုံမှာဆွဲပြမယ်တားတို့သမီးတို့တခြားလိုက်ကြည့်တာနော်တစ်ချက်နှစ်ချက်ထဆင်သူကဲကလေးတို့လည်းဒီချက်တဲ့တူလေးထဲမှာလိုက်ဆွဲတစ်ချက်နှစ်ချက်ထဆင်သူဒီချက်တဲ့တူလက်ကိုလေထဲမှာမြှောက်ပြီးတော့လိုက်ဆွဲကြည့်ကြရအောင်တစ်ချက်နှစ်ချက်ထဆင်သူနောက်တစ်ခုတစ်ချက်နှစ်ချက်ထဆင်သူအဲ့ဒါထဆင်သူရေးရဒီလေးပဲဖြစ်ပါတယ်ကဲဒီလေးကဒီလောက်ပါပဲเนาะ